ဖိုးရဲ့ဝီချဲဟာရုတ်တရက်ချို့ယင်းသွားပြီးတောင်ကုန်းအောက်ကိုရှော့ချသွားခဲ့ပါတယ်။အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲမိန်းကလေးငယ်လေးတယောက်ပေါ်လာပြီးသူမရဲ့ထူးခြားတဲ့စွမ်းအားကိုတုံးကအဖိုးကိုကယ်တင်ခဲ့ပါတယ်။အဖိုးကသူမမှာဒဏ်ရာရသွားလားလို့စိုးရိမ်တကြီးမေးတဲ့အခါမိန်းကလေးငယ်လေးကသူမမှာကံကောင်းစေတဲ့အမှတ်သားပါတာကြောင့်ဘယ်တော့မှဒဏ်ရာမရဘူးလို့ပြန်ပြောခဲ့တယ်။အဲ့ဒီအခါအဖိုးကမိန်းကလေးငယ်လေးရဲ့အမှတ်သားဟာသူ့မိဖြစ်သူရဲ့အမှတ်သားနဲ့တထေရတဲ့တူနေတာကိုသတိထားမိသွားတယ်။မိန်းကလေးကသူမမှာဒီအမှတ်သားဟာမွေးကလေးကပါလာတာလို့ပြောတဲ့အခါအဖိုးဟာသူမကိုသူ့ရဲ့မြည်ရင်ဖြစ်မယ်လို့ချက်ချင်းထင်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဖိုးရဲ့မြည်ဖြစ်သူတထေရောက်လာပြီးမိန်းကလေးကိုကျေးဇူးတင်ဖို့ပြင်ပေမဲ့သူမမေကသူမကိုလာခေါ်သွားခဲ့ပါတယ်။အဖိုးကကလေးငယ်ရဲ့စပင်တပင်ကိုလမ်းယူလိုက်ပြီး DNA စစ်ဆေးဖို့သူ့လက်ထောက်ကိုခိုင်းလိုက်တယ်။စစ်ဆေးချက်ရလက်ထွက်လာတဲ့အခါတထေဟာမြင့်တက်သွားရတယ်။အဲ့ဒီမိန်းကလေးငယ်လေးဟာသူ့ရဲ့သမီးရင်ဖြစ်နေလို့ပါပဲ။သူဟာလွန်ခဲ့တဲ့6နှစ်ကတညကိုချက်ချင်းတတိယသွားတယ်။အဲ့ဒီတုန်းကအမျိုးသမီးတယောက်ဟာအရက်မူးပြီးအခန်းမဝင်လာရာကနေသူနဲ့အတူရှိခဲ့ပူပါတယ်။နောက်တနေ့မနက်သူနိုးလာတဲ့အခါအဲ့ဒီအမျိုးသမီးကပိုက်ဆံထားခဲ့တာကိုတွေ့ပြီးပျောက်သွားတဲ့အတွက်သူဟာအလွန်ဒေါသထွက်ကသူမကိုဘလို့နည်းနဲ့မဆိုရှာဖွေမယ်လို့တွေးထားတာပါ။အဖိုးကတော့မိမလေးရပြီဆိုပြီးအရန်ဝမ်းတာသွားကသူမတို့သားမိကိုအမြန်ဆုံးအိမ်ခေါ်လာဖို့ပြောပါတယ်။ဒါပေမဲ့တခေးမတိတာကအဲ့ဒီအမျိုးသမီးမှာလေးမော်ဘူးကလေးတွေရှိနေတာပါ။တက်တော်ဆောင်တွေကသူမကိုရှာတွေ့ခဲ့ရင်မဲ့ကလေးလေးယောက်နဲ့ဖြစ်နေတာကြောင့်သူတို့ရှာနေတဲ့သူမဟုတ်ဘူးလို့ထင်ပြီးလွတ်ပေးလိုက်မိပါတယ်။နောက်ပိုင်းမှာအမျိုးသမီးဟာစီးရိတ်စကားတွေအတွက်စိုးရိမ်နေတုန်းတထေးရဲ့ကုမ္ပဏီကအလုပ်ခေါ်စာကိုတွေ့သွားတယ်။ထူးဆန်းတာကအလုပ်လျှောက်တဲ့သူဟာ9နှစ်ရွယ်သမီးလေးရှိတဲ့မိခင်မျိုးသမီးဖြစ်ရမယ်လို့ကန့်သက်ထားတာပါ။အဲ့ဒီမှာသူမတယောက်ပဲအရေးချင်းပြမိတာကြောင့်အတွင်းမှုဖြစ်ခန့်အပ်ခံရတယ်။ဒါပေမဲ့တထေးနဲ့သူမတွေ့ရဲ့အခါတယောက်ကိုတယောက်မမှတ်မိကြပါဘူး။တထေးကသမီးလေးတယောက်ကိုဘယ်လိုကျူးဆက်ရမလဲဆိုတာမင်းစီကတင်ယူခြင်းလို့ခန့်တာလို့ပြောပြီးညနေပါတီပွဲကိုသူမရဲ့သမီးလေးကိုပါခေါ်လာဖို့ဖိတ်ကြားခဲ့ပါတယ်။အဲ့ဒီညပါတီပွဲလယ်မှာရုတ်တရက်ငလျင်လှုပ်ခတ်ပြီးရုတ်ရုတ်တဲတဲဖြစ်သွားခဲ့တယ်။အမျိုးသမီးဟာချမ်းပြင်ပေါ်လဲကျသွားပြီးသူမရဲ့ခေါင်းပေါ်ကိုမီးဆိုင်ကြီးပြုတ်ကျလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲသမီးလေးရဲ့အမတ်သားကနေအလင်းနှန်းတွေထွက်လာပြီးငလျင်ဟာအလိုလိုရက်တန့်သွားကမီးဆိုင်ကြီးကလည်းသူမပေါ်ကိုမကျခဲ့ပါဘူး။တထေးကအပြေးလွှားရောက်လာပြီးအမျိုးသမီးကသူမရဲ့သမီးလေးကိုသမီးလေးလို့ခေါ်ကာချော့မြူနေတာကိုကြားလိုက်တဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးဟာသူရှာနေတဲ့သူမှန်တထေးတီးသွားပါတော့တယ်